မင်္ဂလာပါရှင် 44 channel ကနေကြိုဆိုပါရစေဒီနေ့တော့အရန် trend ဖြစ်နေတဲ့ချစ်ချောက်ဂျူးမြင့်မာလာလေးစားခြင်းလို့လှုပ်ရှားဖြစ်ပါတယ်ရှင်ပါဝင်ပစ္စည်းအနေနဲ့ဘာတွေပါမလဲဆိုတော့ချစ်ချောက်ဂျူးမြင့်မာလာတော့ဆိုတော့မပါမဖြစ်ကချစ်ချောက်ပါရှင်စနာကတော့ဒူးစီယိုးပါစားခြင်းလို့ဒူးစီယိုးတစ်ထုပ်ပါဝယ်လာခဲ့ပါတယ်ရှင်အခြားပါဝင်ပစ္စည်းတွေအနေနဲ့ကဂျူးမြစ်မာလာအနှစ်မာလာအကင်မုတ်ကြက်သွန်ဖြူချင်းငရုတ်သီး6တောက်နှမ်းခူစီနဲ့ပဲငံပြားရီပါရှင်အရင်ဆုံးကြက်ချောက်တွေကိုနူးဤနေအောင်ပြုတ်ထားပါမယ်ရှင်အရသာအနေနဲ့ကပဲငံပြားရီဇွန်ခွက်တစ်ခွက်ခူစီဇွန်ခွက်တစ်ခွက်ထည့်ပြီးတော့နူးဤနေအောင်ပြုတ်ထားပါမယ်ရှင်စနာအခုဒီမှာသုံးပြထားတဲ့ဇွန်ခွက်တစ်ခွက်ဆိုရင်ထမင်းစားစွန်းနဲ့ချိန်မဆိုရင်ထမင်းစားစွန်း3စွန်းရပါတယ်ရှင်ကြက်ချောက်တွေနူးဤနေအောင်တည်ထားတဲ့အချိန်မှာဂျူးမြစ်တွေကိုအနက်လေးမွေးလာတဲ့ထီလှော်ထားပါမယ်ရှင်ဂျူးမြစ်လှော်ထားပြီးဆိုရင်ငရုတ်သီး6ကိုညိုလာတဲ့အထိလှော်ပြီးတော့တုပ်ဖို့အတွက်4စိတ်ကွဲရုံထောင်းထားပါမယ်ရှင်ဒီနေရာမှာ ready made အလှော်မှုန့်လည်းသုံးလို့ရတယ်ဆိုပေမဲ့အခုလိုလှော်ပြီးတော့ထောင်းတာကပိုပြီးတော့မှုေးပါတယ်ရှင်ဂျူးမြစ်လဲလှော်ထားပြီးငရုတ်သီး6000လဲလှော်ပြီး4စိတ်ကွဲအောင်ထောင်းထားပြီးဆိုရင်မာလာအနှစ်ကိုမှုေးနေအောင်စနာကတော့စီပြန်တတ်ပါတယ်ရှင်စနာက ready made ထုတ်ကိုသုံးထားတာဖြစ်တဲ့အတွက်အနက်လေးမှုေးနေအောင်ဂျင်းကြက်သွန်ဖြူနဲ့စီပြန်တတ်ပါတယ်ရှင်အနက်လေးမွေးလာပြီဆိုရင်ကြက်ချောက်ဂျူးမြစ်မာလာတုပ်ဖို့အတွက်မာလာအနှစ်လဲအစင်းသင်းဖြစ်ပြီးဂျူးမြစ်လဲလှော်ထားပြီးမို့လို့ကြက်ချောက်ဒူးစီယိုးလေးတွေကိုနူးဤလာပြီးတော့အရေလေးတွေခန်းလာပြီဆိုရင်ကြက်ချောက်ဂျူးမြစ်မာလာကိုစပြီးတော့တုပ်ပါမယ်ရှင်အရင်ဆုံးသုံးမဲ့ပကံလေးကိုနူးဤနေအောင်တည်ထားတဲ့ကြက်ချောက်ဒူးစီယိုးလေးတွေကိုအရင်ထည့်ပါမယ်ရှင်ပြီးရင်ဂျူးမြစ်ထည့်ပါမယ်အရသာအနေနဲ့ကအရသာမုံလက်ဖက်ရည်စွန်းနဲ့3စွန်းမာလာအကင်မုံထမင်းစားစွန်းနဲ့3စွန်းထောင်းထားတဲ့ငရုတ်သီးလှော်မုံမာလာအနှစ်ထမင်းစားစွန်းနဲ့2စွန်းမောက်ကိုထည့်အပေါ်ကနှမ်းဖြူပြီးရှင်အားရပါရတုပ်ပြီးတော့စားလို့ရပါပြီရှင်မြည်ချီနေနဲ့ကိုထက်ခါစားချင်နေရလောက်အောင်ကိုကောင်းတဲ့အရသာကိုရတာမို့လို့စိတ်တိုင်းကြအများကြီးတုပ်စားကြည့်ပါလို့ပြောရင်ဒီဗီဒီယိုလေးကိုအဆုံးသတ်ပါစေရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအရန်ကိုကျေးဇူးတင်ပါတယ်ရှင်မတူညီတဲ့ဟင်းချက်နီမုတ်လုံနီဗီဒီယိုလေးအတွက်44 channel လေးကို subscribe လုပ်ပြီးတော့ခေါင်းလောင်းလေးကိုလည်းနှိပ်ပေးထားပါအောင်ရှင်ကျေးဇူးတင်ပါတယ်ရှင်